ဒီအမုံမြင့်ဆိုတဲ့ဇာတ်လမ်းတွဲမှာတော့ယမုံကခက်ခက်မာဆိုတဲ့ character နေရာနေပြီးတော့ပါဝင်တည်ဆောင်ထားပါတယ်ခက်ခက်မာ character ကတော့စွတ်ထိုးဆန်တဲ့ဒီငယ်ကလေးကနေပြီးတော့သူလှုပ်ချင်တာကိုလှုပ်တတ်တဲ့လူတစ်ယောက်ပေါ့နော်ကြီးလာတဲ့ချိန်မှာလည်းအနိုင်ယူလို့စိတ်ပြင်းပြတဲ့သူတစ်ယောက်ပေါ့နော်ကိုယ်ကြောလို့ရှိရင်နည်းနည်းလေးမှတိတ်တိတ်မခံတတ်တဲ့မျိုးသမီးတစ်ယောက်လိုမျိုးပေါ့အဲ့ဂျာမှာကိုကဒီရောက်ခမနဲ့ချွေးမနဲ့ဂျာမှာဖြစ်တဲ့ကိစ္စကြီးပေါ့အဲ့လိုမျိုးမှာ drama တွေဂျားထဲမှာအများကြီးတည်ဆောင်ထားပါတယ်ဟုတ်ကဲ့ဒေါ်တင်တင်ဆိုလို့ရောက်ခမမျိုးနဲ့တွေ့မယ်ဆိုရင်တော့ဒေါ်တင်တင်ဆိုဘက်ကကြည့်ရင်လည်းခက်ခက်မှလို့ချွေးမမျိုးနဲ့တွေ့ရင်ဆိုပြီးတော့ဖြစ်မှာပေါ့နော်ဒါပေမဲ့ဒါကတော့အပြစ်မှာဆိုတာထက်ရေမုံအမြင်ကတော့ရေမုံဒီပထမဆုံးဒီဇိုင်းညွန်းကိုစပြီးတော့ဖတ်ပြီးရဲ့အချိန်မှာဘာဖြစ်လို့ရောက်ခမနဲ့ချွေးမနဲ့ကတစ်စက်မှတစ်ဖက်နဲ့တစ်ဖက်တစ်စက်မှမလျှော့နိုင်ကြရလဲဆိုပြီးတော့အဲ့ feeling ဖြစ်တာပေါ့နော်ဒါကတော့ based on true story ဆိုတော့လေအပြင်မှာရှိခဲ့လို့လေဒါမျိုးရိုက်ခဲ့ရပေါ့နော်ဒါပေမဲ့အခုခေတ်မှာတော့ဒါမျိုးကတော့အဲ့လိုအကုန်လုံးအရင်ပွင့်လင်းမြင်သာလာပြီအမြင်ကျယ်လာပြီဆိုတော့အဲ့လိုမျိုးတော့နဲတဲ့ထက်တော့နဲလာပြီပေါ့နော်ဆိုတော့အဲ့လိုမျိုးမကြောက်ရလောက်လို့ထင်တာပဲအားလုံးကြည့်နိုင်ပြီ Hey Play VIP